ဝုံမလင်းခင်အေးများတဲ့မနက်ခင်းချိန်မှာနီလာဟာမြို့လယ်ပံအဆောက်အုံရှေ့ကိုရောက်လာခဲ့တဲ့နေ့တိုင်းလူများဝင်ထွက်နေတဲ့ဒီနေရာကြီးကဘလို့အလုံးလုံးနေလဲဆိုတာသူမစိတ်ဝင်စားနေခဲ့တယ်။ဘန်ဆိုတာလူတွေ့ရဲ့ငွေကိုလုံးကျုံစွာသိမ်းဆည်းပေးတဲ့နေရာတစ်ခုပါလူတွေကကိုယ့်ငွေကိုဘန်မှာအနှံကြပြီးလိုအပ်တဲ့အချိန်မှာပြန်ထုတ်နိုင်တဲ့ဒါပေမဲ့ဘန်ကငွေကိုတာမန်သိမ်းထားရုံမဟုတ်ဘူး။အဲ့ဒီငွေတွေကိုစီးပွားရေးလုပ်ငန်းရှင်တွေအိမ်ဝယ်ခြင်းသူတွေလုပ်ငန်းစတင်ခြင်းသူတွေကိုချင်းငှပေးတဲ့ချင်းငွေအပေါ်အတိုးရပြီးအဲ့ဒီအတိုးရငွေတွေကတစ်စိတ်တစ်ပိုင်းကိုအနှံထားသူတွေကိုပြန်လည်ပေးတယ်။ဒီလိုနဲ့ဘန်ဟာငွေကြေးလှည့်ပတ်မှုကိုလှုပ်ရှားစေပြီးစီးပွားရေးတိုးတက်ဖို့အထောက်အကူပြုနေတဲ့ထို့အပြင်ငွေလွှဲပြောင်းမှုအကောင့်စီမံခန့်ခွဲမှုအွန်လိုင်းဘဏ်စနစ်များနဲ့လူတွေရဲ့နေ့စဉ်ဘဝကိုလွယ်ကူစေတယ်။နီလာကနောက်ဆုံးတော့နားလည်လာခဲ့တယ်။ဘန်ဆိုတာငွေထားရာနေရာတစ်ခုတောင်မကနူးနူးစီးပွားရေးကိုလည်းပတ်စေတဲ့အရေးကြီးတဲ့စနစ်တစ်ခုဖြစ်တယ်ဆိုတာပဲ။